大家早安，今天我们要练习绘画。အားလုံးမင်္ဂလာပါဒီဗီဒီယိုထဲမှာတော့နှစ်တွေရက်တွေနဲ့ပတ်သက်ပြီးတော့စကားပြောချို့ကိုလေ့လာတော့ပါမယ်အပြန်အလှန်စကားပြောတာကိုတရုတ်လို绘画谈话လို့လည်းပြောလို့ရပါတယ်问ဆိုတာကတော့မေးတာပါ一年有几个月တစ်နှစ်မှာဘယ်နှလရှိတာလဲတဲ့答ဆိုတာတော့ဖြေတာပေါ့နော်一年有12个月ကြတော့တစ်နှစ်မှာ12လရှိပါတယ်နောက်တစ်ခုကကြတော့问今年是哪年မေးဒီနှစ်ကဘယ်နှစ်ခုနှစ်လဲ今年是哪年答今年是2025年今年是2025年ဒီနှစ်က2025ခုနှစ်ပါ问今天是星期几今天是星期几ဆိုတာတော့ဒီနေ့ကဘာနေ့လဲ答今天是星期二今天是星期二ဆိုတာတော့ဒီနေ့ကအင်္ဂါနေ့ပါတကယ်လို့ဗုဒ္ဓဟူးနေ့ဆိုရင်今天是星期三问今天是几月几号ဒီနေ့ကဘယ်နှလဘယ်နှရက်လဲ今天是几月几号今天是3月25号ဒီနေ့ကမတ်လ25ရက်နေ့ဖြစ်ပါတယ်今天是3月25号问你的生日是哪一天你的生日是哪一天你ရဲ့မွေးနေ့ကဘယ်နေ့လဲ答ပြန်ဖြေတယ်我的生日是10月21号我的生日是10月21号ကျွန်တော်ရဲ့မွေးနေ့ကတော့အောက်တိုဘာလ21ရက်နေ့ဖြစ်ပါတယ်你们的生日是哪一天တကယ်ကျွန်တော်ရဲ့မွေးနေ့ကဘယ်နေ့လဲ请在下面评论一下အောက်မှာ comment လေးတွေရေးခဲ့ပါနော်မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ